ကျွတ်တက်ဆုံးလို့ခေါ်တဲ့မိထလာတောင်ကြီးလမ်းပိုင်းမှာရှိတဲ့တာစီမြို့နယ်ကျွတ်တက်ဆုံးစစ်စေးဂိတ်ပေါ့အဲ့ဒီဂိတ်မှာတဲ့နော်အဲ့ဒီဂိတ်မှာတာဝန်ကျတဲ့အရာလုံပြီးအကုန်လုံးကိုရှောင်းတခင်ဝင်ပြီးတော့ဖမ်းလိုက်တာတအုပ်ကြီးပဲတအုပ်တမာကြီးပဲတဲ့နော်တအုပ်တမာကြီးပဲအခုလောဆယ်အကုန်လုံးစစ်စေးခံနေရပြီတဲ့စစ်စေးခံနေရပြီတဲ့ဟိုကျွန်တော်တို့ဘန်မှာလုပ်တယ်လို့မျိုး operation ရုပ်တရက်ဝင်သွားတာဝင်အကုန်လုံးအခုဘန်ကအုပ်စုတော်လူ100ကျော်တယ်တဲ့လူ100ကျော်တယ်အမှအခုတည်းမှာအကျယ်ကျုံနဲ့ဘရော့များမှလွတ်မလဲဆိုတော့မသိဘူးအဲ့လူအကျယ်ကျုံနဲ့အကုန်လုံးဒုက္ခတွေရောက်နေတယ်ဟိုရှိသမျှအကုန်ပိုင်ဆိုင်မှုပြန်ပေးနေရတဲ့ဘွားရောက်ကုန်တယ်အဲ့တော့ဘန်ဟာတွေအုပ်စုတွေလေနော်ရှိသမျှသူတို့မခဲ့တယ်သူတို့စားခဲ့တယ်မှပြန်ထည့်ပြီးတယ်ပြန်အန်ထွက်ကုန်တာတို့ကြားတယ်အဲ့မှာဘန်ဘက်မှာလေဘန်ဘက်တော့အခုကျွတ်တဲ့ဆောင်ကအခုဝင်ပြီးတော့စစ်ဆေးလွတ်လိုက်တယ်လို့ကျွန်တော်အကြမ်းမြင်သိရတယ်လို့တော့အဲ့မှာတာဝန်ကျတဲ့အရာရှိတွေတော်တော်များများအကုန်လုံးအခုတော့အခုအစ်စ်ခံနေရပြီလို့ကျွန်တော်သိရတယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာအဲ့ဒီနေရာကျွတ်တဲ့ဆောင်ကဟို X-ray set တွေရှိတယ် X-ray set တွေရှိတယ်ဘယ်လောက်နာမည်ကြီးလဲဆိုရင်ဟာမင်း X-ray set ရှိတာပဲကွာမင်းပတ်စံပေးလိုက်ရင်အဲ့ဒီဖြတ်ပြီးတော့ဟို X-ray set ကြီးကိုမီးပြတ်သွားလို့ရတယ် X-ray set ကြီးမီးပြတ်သွားလို့ရတယ်ဆိုကျွန်တော်ပြောပြတယ်လေ X-ray set ကြီးကမီးပြတ်သွားလို့လုံးဝပြီးတော့ပလက်ကျိုးပြုတ်သွားလို့တော့ခလုတ်တိုက်ပြီးတော့ကျိုးပြုတ်သွားလို့ကားဖြတ်သွားခြင်းမှာဘာမှမပေါ်ဘူးလုပ်လို့ရတယ်လို့ကျွန်တော်ပြောသားပဲเนาะဒါတွေကဟိုအဲ့တော့အဲ့ဒီကျွတ်တဲ့ဆုံးမှာအခုတဖြုတ်တမကြီးအခုစစ်စစ်ခံနေရတယ်လို့ကြားပါတယ်အဲ့မှာတာဝန်ကျတဲ့လူတွေသိရတော့တော်တော်လေးငွေဆက်ကူတွေ laptop တွေလက်ကင်ဖုန်းတွေကိုအကုန်သိမ်းတယ်သိမ်းပြီးတော့အဲ့မှာမန္တလေးမှာရှိတဲ့စားသုံးလုံးရုံးမှာစစ်ဆေးနေတယ်ပြီးရင်တော့သက်ဆိုင်ရာဌာနတွေကိုသက်ဆိုင်ရာဌာနစစ်စစ်ကိုလွှဲပြောင်းပြီးတော့ရည်ယူခံဖြစ်မယ်เนาะဘန်ဖြစ်စင်တွေတော့မတူဘူးဒါပေမဲ့မတူတော့လဲသူ့ပုံစံကဲ့သို့ပဲပြောနေတာဒါကြီးကတေးချာစောင့်ကြည့်နေတာပေါ့ဗျာဘယ်ကောင်တွေအဂရိမှုတွေကိုအကျူးသူကြီးကျူးလို့ပြီးတော့တရားမဝင်တွေကိုအကြီးကျယ်လုံနေသလဲဆိုတော့စောင့်ကြည့်တာပြီးတော့တရားမဝင်တွေကိုအားပေးနေလေတခိုးအားပေးလုံနေလေအဂရိကျူးလို့ပြီးတခိုးအားပေးဘယ်လိုလုပ်နေလဲဆိုတော့သက်ဆိုင်ရာအပေါ်မှာစောင့်ကြည့်နေတဲ့ဖွဲ့ရှိတယ်စောင့်ကြည့်နေတဲ့ဖွဲ့တွေကစောင့်ကြည့်အနံ့လေးနဲ့ထွက်လာပြီဆိုတော့ဩဆိုရုပ်ရည်ရှောင်းတခင်ဝင်စစ်တာမျိုးအခုလည်းအဲ့ဒါရှောင်းတခင်ဝင်စစ်ခံလိုက်ရတာပြောရတော့စားသုံးလုံးကအခုအကောက်ခွန်ကိုလည်းရှောင်းတခင်စောင့်တယ်အခွန်ဦးစီးဌာနအကောက်ခွန်တို့ကိုလည်းစားသုံးလုံးကစောင့်ကြည့်နေတယ်အခွန်ဦးစီးဌာနဆိုတော့လည်းစောင့်ကြည့်နေတယ်အဲ့လိုပဲအခြားဌာနတွေစီဝါကူတန်းတို့အခြားဌာနတွေမှာရှိရဲ့ဒီဂွင်တွေပေါ့ဂွင်တွေဆွတ်ဆောက်လို့ရတဲ့ဌာနတွေရဲ့ဟိုအကုန်လုံးလည်းစားသုံးလုံးကတိတ်စောင့်ကြည့်နေတယ်အဲ့ဒါနေတိုင်းနဲ့ခင်ဗျားတို့တွေတော့ကြည့်လို့ကြအောင်ဟိုတရားမဝင်အဂရိဒီကာလာကြီးမှာဗျာဒီကာလာကြီးမှာလှုပ်ရဲတာတော့ခင်ဗျားတို့တော်တော်ဆိုးတယ်ဒီကာလာကြီးမှာငါတို့ကရောပြဿနာထုတ်တယ်ဆိုတော့ငါတို့လှုပ်ရချမယ်ပြီးအမေအေးစင်ငါတို့ဟိုဘလို့ရမထင်ပါနဲ့တကယ်တွေ့နေပါတယ်အခုတက်ကပွင့်လည်းပြောတရားမဝင်ကိုတိုက်ဖြစ်တဲ့အတွက်သူကတွေ့တယ်အကုန်တွေ့တာအခုတရားမဝင်ကိုသွားပြီးတော့ဟိုတရားမဝင်ကိုအားပေးနေတဲ့ကိစ္စတွေเนาะလက်ပေးလိုက်ယူအဂရိကျူးလုံးပြီးတော့ကုန်ကားတွေလှုပ်ပေးတဲ့ကိစ္စတွေเนาะလက်နက်တမောင်ခိုးတွေထွက်လာတဲ့ကိစ္စတွေမူးရည်တွေထွက်လာတဲ့ကိစ္စတွေဒါတွေဟာရည်ရွယ်သည်ဖြစ်စေမရည်သည်ဖြစ်စေအခုလောဆယ်တော့အကုန်လုံးအစ်စ်ခံနေရတယ်လို့ကျွန်တော်တို့နားလည်ထားတယ်အဲ့တော့ကျွတ်တဲ့ဆောင်ကတော့လောဆယ်တအုပ်တမကြီးတော့သွားပြီပေါ့နော်တအုပ်တမကြီးတော့သွားပြီတအုပ်တမကြီးတော့အစ်စ်ခံနေရပြီလို့ပြောတယ်ပေါ့နော်ကြားရတယ်ပေါ့လေနောက်တစ်ခုကအဲ့ဒီကျွဲတက်ဆုံအပြင်တခြားနေရာတွေရောပါသေးလားလို့မေးရင်တော့ကျွန်တော်ပွင့်လည်းပြောရင်အခြားနေရာတွေပါနေပါတယ်အခုကျွဲတက်ဆုံဝင်စစ်တာတော့ပြီးခဲ့တဲ့ဩဂုတ်2021ကဝင်ပြီးတော့ရုပ်တရက်ကြီးဝင်စစ်ဖမ်းလိုက်တယ်အခုမှသတင်းတွေကြေအောင်ထွက်လာတယ်ကျွန်တော်တို့လည်းအခုမှသတင်းထွက်လာတာဟိုပါဝင်ပြီးဖမ်းလိုက်တယ်မှာတအုပ်တမကြီးမိတယ်ကြည့်ရသူတို့လုပ်တဲ့အဂရိလုပ်ထားတဲ့ပတ်စံတွေတော့တိမ်စီရမိတယ်လို့ကျွန်တော်ကြားပါတယ်အဲ့တော့ဒါလေးကဘာပြောတရားမဝင်ကိုတိုက်ဖြတ်ဖို့အတွက်သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေစုံစမ်းထောက်လှမ်းပေါ်ထုတ်ရေးယူလို့လုပ်တာရှောင်းတခင်ဝင်စစ်ပြီးတော့ဖမ်းတာပါညာဆိုရင်ဒါတွေကကောင်းတဲ့ကိစ္စပါ